ကြာကြီးတဲ့ရောက်တာမလို့အထူး promotion တွေမရှိဘူးလားလို့ခဏခဏမေးနေတဲ့သူလေးတွေအတွက်နီလားဒီဗီဒီယိုကနေဖြေပြလိုက်ပြီနော်ကဲဒီဗီဒီယိုတွေ့တာနဲ့အရင်ဆုံးယူဖို့တာလက်ပြင်ထားပြီဘာလို့လဲဆိုတော့အတန်ဆုံးဈေးနဲ့ပေးမှာပါရှင်နောက်ထပ်လည်းဘယ်တော့မှလာမှာမဟုတ်ပါဘူးဒီတစ်ချိန်ပဲလာမှာပါရှင်နော်ဗာလေးတွေပေးမလဲဆိုရင်ဟော်နီလာစီယာဟော်ရီယာရွှေကေတာနော်ပေါင်းစီနဲ့ခေါင်းချွေရတွဲလေးကိုပုံမှန်ဈေး29,000ဈေးကိုနီလာက2,000ခွဲနဲ့ပေးပါမယ်ရှင်နော်နောက်ထပ်တစ်ဆက်နော်အသားဖြူစပါနော်ဒီတစ်ဆက်ကိုပုံမှန်ဈေး29,000ပါရှင်အခုဝင်ယူမယ်ဆိုရင်2,000ခွဲနဲ့ရပါမယ်ရှင်နော်ဟောဒီကလူတိုင်းကြိုက်တော့ဒေါ်နဲ့ပန်ဒီစိန်နော်ဒီအားဆိုရင်လူ100မှာ69ယောက်တဲတော့ဒီအတွဲလေးဆိုရင်နော်ပုံမှန်ဈေး28,000ကြာမှာဒီဟာနဲ့လာယူမယ်ဆိုရင်2,000ခွဲနဲ့ရမယ်ရက်ကလေးက9ရက်နေ့ကနေပြီးတော့10ရက်နေ့တည်းပေးထားရမလို့မြန်လက်သွက်မဲ့သူပဲရမှာမယ်ရှင်အမြန်ဆုံးယူမဲ့သူဆိုရင်နီလာ CP ကိုအမြန်ဆုံးကြောက်ခဲ့ကြဖို့နီလာကပြောချင်ပါတယ်ရှင်နီလာက30ရှိရဲပေါ့နော်30ကြိုက်တာယူ2,000ခွဲဈေးနဲ့ပဲရပါမယ်ရှင်ကဲအဲ့ဆိုရင်တော့မြန်လေးနီလာရဲ့ CP ကိုကြွခဲ့ဖို့ဖိတ်ခေါ်ပါလေရှင်